လောကကြီးဟာစိတ်ပြည့်စရာကောင်းလိုက်တာမွေးလာရပြီးတော့သိရတယ်လို့ဖြစ်ရသေးတယ်သိပြီးတော့လည်းနောက်တနေ့ပြောင်းရွှေ့ပြီးတော့မွေးရပြန်တယ်မွေးရပြီးတဲ့အခါတစ်ခါပြန်ပြီးတော့သိရပြန်တယ်ဘလောက်တော်လောကကြီးကိုဘလောက်ပဲကြိုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြာရှိစွာရတဲ့နေမှုမရှိဘူးထွက်ခွာပေးရတယ်အဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းပဲဖြစ်တယ်ပေါ့ဖြစ်ခြင်းဥခြင်းသိဆုံးခြင်းမွေးဖွားလာရတာလည်းအခက်အခဲမျိုးစုံပဲမွေးဖွားလာပြီးတဲ့နောက်ဟိုဟာတဖြည်းဖြည်းရင့်လာပြီးတော့ဟိုမင်းလာခြင်းဟာလည်းပဲခက်ခဲတစ်ခုပဲဒါစီလို့မရတဲ့အရာတစ်ခုပဲဟိုမင်းပြီးတော့နောက်သိဆုံးသွားရခြင်းဆိုတာဟာလည်းပဲဒါစီလို့မရတဲ့အရာတစ်ခုပဲဘဝပစ္စယဇာတိတယ်ကိုလုခဲ့တဲ့ဘဝကိုဖြစ်ပေါ်စေနိုင်တဲ့ကံတရားတွေ၆ပဲဘဝဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်ဒါဖြင့်ဘဝကိုဖြစ်ပေါ်လာတဲ့ကံတရားတွေဟာသူ့ဟာသူဖြစ်ထားတာပဲဆိုမဟုတ်ဘူးဘဝကြီးပေါ်မှာအထင်မြင်လွဲမှားမှုနဲ့ဆွဲလမ်းမှုဒီနေ့ကိုကြောင့်ဖြစ်တယ်အထင်မြင်လွဲတယ်ဆိုတာအမှန်မသိတာ illusion ဖြစ်နေတယ်အဲ့ဒါကိုဥပါဒံလို့ခေါ်တာ